ရဆိုတဲ့စာရွက်ကိုနှိပ်လိုက်ပြီးတဲ့နောက်ဂျင်ဝန်းသတိမိတ်နေခဲ့တာ3ရက်လောက်ရှိသွားပြီဖြစ်ပြီးသတိပြန်ရလာတဲ့အချိန်မှာတော့ခန္ဓာကိုယ်ကအကောင်းမတီတိုင်းပဲရှိနေရမလို့သူအိမ်မဆိုးတစ်ခုကိုမတ်ခဲ့တယ်လို့ပဲထင်နေပါတယ်အဲ့ဒီချိန်ဟန်နာဆောင်ကြီးအဖွဲ့ကရောက်ရှိလာပြီးထပ်ဆက်နိုးထလာခြင်းဟုတ်လားမဟုတ်လားဆိုတာကိုစစ်ဆေးကြည့်ဖို့အတွက်ဂျင်ဝန်းရဲ့မော်စွမ်းအားဘယ်လောက်ရှိနေပြီလဲဆိုတာကိုစမ်းသပ်ကြည့်လိုက်ကြပါတယ်ဒါပေမဲ့ပုံမှန်အိမ်ရမှာရှိနေတဲ့မော်စွမ်းအားထက်တောင်နေနေရမလို့ဒန်ညန်တွေကနေဘလို့သက်ရှင်ပြီးပြန်ထွက်လာလဲဆိုတာကိုပါတွေးရခတ်သွားကြပါတယ်ဂျင်ဝရဲ့မြင်ကွင်းတွေထဲမှာလည်း blue screen တွေပေါ်နေရမလို့ဘယ်လိုတော့မလဲဆိုတာကိုဂိမ်းကစားနေကြဂျီနာစီကနေတင်လိုက်ပြီးစာရီထဲမှာလေ့ကျင့်ခန်းမလုပ်ရင်ပနတီထိနိုင်တယ်ဆိုပြီးရေးထားပေမဲ့နောက်နေတဲ့ထင်းနဲ့ပဲလက်လက်စပယ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်တွင်မှာပဲရုံးကိုပြန်နေကြတဲ့ဂျင်ချူကဂျင်ဝပြန်နှုတ်ထားလာတာမဟုတ်တဲ့အကြောင်းကိုထပ်ကိုတင်ပြနေရင်လှုပ်ဝက်ဆန်းချက်ဖြစ်ရတွေများသွားတဲ့ကိစ္စဖြစ်နေတာမလို့ပြန်စစ်ဆေးရမယ့်စင်းနဲ့ထည့်ထားဖို့ညွှန်ကြားနေပါတယ်။တစ်ဖက်မှာလည်း BRM မက်ဆင်တစ်ခုကိုဥဆောင်ပေးဖို့ဟိန်းကိုကန်လန်းတာခံနေရပြီးကားလမ်းမတစ်ခုမှာဂိတ်တစ်ခုပေါ်လာတာမလို့ဂိတ်ဆိုင်ပြီးသွားလာကြဖို့နဲ့ဟန်တာတွေဖြစ်ရှင်းပြီးတာကိုဆောင်ပေးဖို့ကြီးနာချက်ကိုထုတ်ပြန်နေတာပဲဖြစ်ပါတယ်။အဲဒီအချိန်စနစ်ကျော်သွားပြီး round လက်နေတဲ့နတ်စမတွေကဂျင်ဝူကိုမတွေ့လို့လိုက်ရှာနေကြပေမဲ့ရုတ်တရက်ကန်နာရဲရောက်သွားတဲ့ဂျင်ဝူက၄နာရီတီတီရှင်းတန်အောင်နေရမယ်ဆိုတဲ့ပန်နတီကိုတဲတန်လုပ်နေရပြီး blue screen ကမစ်ဆင်တွေကပေါ်သေးသေးမဟုတ်တာကိုသိလို့သွားပါတယ်။အဲ့ဒါကြောင့်နောက်တရက်မှာတော့စာတက်သွားတဲ့ဂျင်ဝူလည်းလေ့ကျင့်ခန်းတွေကိုချိန်မှန်လေးလုပ်နေပြီး system ကိုလည်းတဖြည်းဖြည်းသဘောပေါက်လာနေပြီပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲပုံမှန်ရနေကြအသေးစားစုတွေလို့မဟုတ်ပဲ instant တန်ညံကိုဝင်လို့ရတယ်ဆိုတဲ့တော်တချောင်းကိုလည်းရလိုက်ပါတယ်။ဂျင်ဝူရဲ့အမေကဟန်တာရီစီကထုတ်လွှတ်နေတဲ့မန်နာနဲ့အချိန်ကြာကြီးထိတွေ့မိတဲ့ရှားပါးယောဂကိုခံစားနေရပြီးဟန်တာဖြစ်တဲ့ချိန်တွေကရိုးရိုးမော်စတာတွေကိုတော့တန်းနဲ့ရင်ပြီးဝင်ငွေရှာနေရတဲ့ဂျင်ဝူလည်းကံကြမ္မာလဲပြောင်းဖြစ်မကြုံမှုတာတွေကိုကြုံနေရတာမလို့အဲ့ဒီတော့ကိုစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျင်ဝူကမနိုင်ပြန်ပြေးလို့ရတယ်လို့တွေးထားလိုက်ပေမဲ့ပုံမှန်တန်ညံတွေနဲ့မတူပဲ boss ကိုမတတ်နိုင်မချင်းပြန်ထွက်လို့မရတာကြောင့်ရှေ့ဆက်သွားပြီးရင်ဆိုင်ကြည့်ဖို့ပဲလုပ်လိုက်ပါတယ်။ဒန်ညန်ရဲ့အထဲမှာတော့ဂျင်ဝူကတစ်ချိန်ကဂေါဘလင်တကောင်ကိုတောင်ရေးနေခဲ့ဘူးပေမဲ့အခုချိန်မှာတော့၃000လုံးဝိုင်းတိုက်နေတာကိုတောင်ကိုရိုင်းတောင်မသိလိုက်ပဲကောင်းကောင်းရင်ဆိုင်နေပြီးဂေါဘလင်တကောင်ကိုပါတတ်လိုက်နိုင်တာမလို့ယုံကြည်ချက်တွေတေးတိုးလာနေတဲ့ဂျင်ဝူကကြံနေတဲ့နှစ်ကောင်ကိုပါရှင်းပြသွားနိုင်ခဲ့ပါတယ်။အဲဒီချိန်မှာပဲနောက်တဲ့မြေခွေးတစ်ကောင်ကနောက်ကနေတိုက်ခိုက်တာကိုလင်းစလိုခုခံလိုက်ရတာကြောင့်ဒါကတစားစီကျိုးသွားခဲ့ပါတယ်။အဲဒါကြောင့်လက်ကြီးတက်တက်ပြန်လဲတိုက်ခိုက်ကြည့်နေပေမဲ့လည်းထိရောက်မှုမရှိတာကြောင့်လက်နက်တစ်ခုရှိမှရမယ်လို့တွေးနေတဲ့အချိန် system inventory ထဲမှာဒါရှိနေတာကိုသတိရသွားပြီးချိန်မီလေးထုတ်သုံးနိုင်တာမလို့ဒါတက်တာရသွားခဲ့တာပဲဖြစ်ပါတယ်။ level တက်လာပါပြီဆိုတဲ့စာတန်းနဲ့အတူရထားတဲ့ဒဏ်ရာတွေပါပျောက်ကင်းကုန်တာမလို့ system ရဲ့လောလောပုံကိုပုံနာလဲလာခဲ့ပြီးခန္ဓာကိုယ်ကလည်းတိတိတတ်တာပေါ်ပါတန်မာလာတာကိုခန်းစားမိနေတဲ့အချိန်ခုနကတိုက်ပွဲကနေထွက်ပြေးသွားတဲ့မြေခွေးကပထွေးတွေခေါ်ပြီးပြန်လာတိုက်တာကိုသိလိုက်ရပါတယ်။အဲအကြောင်းချင်းဦးလည်းမျက်လဲပြသလိုမျက်စိတမိတ်တွင်အကုန်ရှင်းပြလိုက်ပြီးဝူဆက်စင်ဆိုတဲ့တိုက်တယ်နဲ့အတူခြားပစ္စည်းတွေပါဝယ်အပြင်ကိုပြန်ထွက်နိုင်တဲ့နေရာပြောက်ကြောက်တုံးကိုပါရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အပြင်ကိုပြန်မထွက်သေးပဲရှေ့ဆက်သွားဖို့ကိုပဲဆုံးဖြတ်လိုက်ပြီးဘောစီသွားတဲ့လမ်းတစ်လျှောက်ကမော်စတာတွေကိုရှင်းပြနေရင် level ကိုတဖြည်းဖြည်းတင်လာတာကြောင့်မလို့တစ်လျှောက်လုံးသုံးမျိုးနေတဲ့ဓာတ်ကလည်းအကွဲလာပြီပဲဖြစ်ပါတယ်။ရန်သူတွေရဲ့တန်မာပေါ်စင်းတစ်ခုချင်းကိုလည်းအယောင်တွေလိုက်ခွဲခြားမြင်နေရပြီဖြစ်ပြီးအာယုံခံနိုင်စွမ်းကလည်းမြင်လာတာမလို့မြေရွာရှိနေတဲ့အန်ရငွေသက်ကိုခံစားမိနေပြီးကြောက်နေပေမဲ့လည်းရဲဆုံပြီးဆင်းသွားခဲ့ပါတယ်။ကြောက်ရောက်ချင်းမှာပဲအင်ရှင်ရဲ့ညင်သားတဲ့အဲဝကျေပုံမှုနဲ့အတူတစ်ချောင်းလုံးလုံးလာခဲ့တဲ့ဓာတ်ကလည်းထပ်ပိုင်းကျိုးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဘောဆက်ခက်ခဲမှုကလေဂျန်တွေဆင်းနေရှိနေပြီးတကိုယ်လုံးကိုလည်းစတေးတန်ချက်ကာတွေနဲ့ဖုံးထားတာမလို့ငွေကြီးစားရဂျင်ဝမခံနိုင်တယ်လို့ဖြစ်နေပြီးတစ်ဖက်သက်စော့ကစားသလိုခံနေရတာကြောင့်ကိုကိုတန်မာလာပြီးထင်တဲ့လာခဲ့မိတာကိုလည်းနောင်နာရမိတယ်လို့တွေးတွေဝင်လာနေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဘဝတစ်လျှောက်လုံးအားနည်းသူတွေလောင်မြောင်ခံခဲ့ရတဲ့ပြင်မိတ်ဆွေတွေကိုညီလိုနေတဲ့အချိန်မှာလည်းကိုညီပေးနိုင်ခဲ့တဲ့လူမဟုတ်ခဲ့လို့ကိုယူရှာမောင်းတီးမိနေပြီးဒီကိုလာခဲ့ရတာကလည်းအဲ့ဒီဘဝကိုပြန်မသွားတော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ကြောက်တရားကိုခွန်အားဖြင့်လင်မှန်ပြောင်းလိုက်ပြီးစမ်းကောင်ပြန်လဲတိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။အဲအကြောင်းဘဝမှာတခါမှမကြုံဘူးခဲ့တဲ့ boss ကိုတယောက်တည်းရှင်းပြနိုင်တဲ့အထိတန်မာရဲ့ခြင်းကိုဖြစ်လာခဲ့ပြီးရလက်အနေနဲ့လည်းဗီနိုဆန်နဲ့လောက်ထားတဲ့ဓာတ်အပြင်မော်ဆဲရီတို့ကရရှိလိုက်ပြီးတန်ညံကလည်းကင်းရှင်းသွားပြီဖြစ်ပါတယ်။ဘိုးလေးတွေကဝင်သွားတဲ့တန်ညံကညဘက်ရောက်တဲ့အထိချိန်ကုန်သွားပြီးအပြင်မှာတန်ညံ break ဖြစ်လို့ monster boss ကောင်ဝင်ရောက်တောင်းကျမ်းနေတာကိုလည်းခံစားမိသွားပါတယ်။မြို့ထဲမှာရဟန်တာတွေဆိုပြီးကာကွယ်နေကြပေမဲ့တိုက်ခိုက်နေကြအဖွဲ့မဟုတ်လို့တွဲမညီဖြစ်နေကြပြီးအဲ့ဒါကိုမြင်နေခြင်းဦးကလည်းကိုညီပေးတဲ့အနေနဲ့ကာကွယ်ကိုခွဲပေးလိုက်တာမလို့ခက်ခက်ခဲရင်ဆိုင်ရတဲ့ boss ကိုနိုင်လို့ရသွားခဲ့ပါတယ်။ရှင်ဦးကတော့သူ့လက်စားလက်နာကိုမရိမ့်မိသေးပဲအားနေတဲ့ချိန်မလို့ရှီခွဲပေးလိုက်နိုင်တာများလားလို့တွေးနေရင်နောက်တစ်ပိုင်းကိုတော့မနှက်ဖြန်မှာတင်ပေးသွားမှာပဲဖြစ်ပါတယ်။